မြတ်တာစင်နေချစ်ရဲ့သာနေပြစ်ပေတော်မူအားဟောမြတ်တာစင်နေချစ်ရဲ့သာနေညင်ပေတော်မူအားအထင်တော်လွယ်လို့ကိုယ်ချစ်တဲ့သူရဲ့ခွဲနိုင်ရှာရက်တယ်မောက်ပေါ်ဝဲဂုံမြေမတူလို့လားရွှေစပယ်ပြူပန်းညင်သူကမြာမောက်ပေါ်ဝဲဂုံမြေမတူလို့လားရွှေစပယ်ပြူပန်းညင်သူကမြာတယ်မသနာပဲyesကုန်ရှိနေတဲ့သူရဲ့ချစ်စီချောင်းနေတောင်းပန်ကြပါတဲ့တကယ်ပြီးမုန်းလို့ရင်ကိုယ်ဘဝတုံးအောင်ဆုံးစီနိုင်နေဖြီတော့မပြေပဲဆွဲကြီးဆွဲမိတယ်မောင်းပေါ်ဝဲဘယ်လိုသဘောနဲ့ဖေချစ်မိသူမခင်ရဲ့လွမ်းဖို့အောင်စီမံဒီတော်တယ်အသက်မကတစ်ဖက်တည်းနဲ့ချစ်မိခဲ့တဲ့ဘယ်တော့ခါများနီးရပါမယ်ဂုံမြင့်သူရဲ့အလိုညောမှလွမ်းပါပေါ့ကွယ်မောင်းပေါ်ဝဲဂုံရီမတူလို့လားရွှေစပယ်ပြူပန်းညင်သူကညာမောင်းပေါ်ဝဲဂုံရီမတူလို့လားရွှေစပယ်ပြူပန်းညင်သူကညာတယ်မသနာပဲ yesစီအတနာခံတော့လေညင်ပေတဲ့ကိုမြင်သူကကိုယ်အိုးချစ်ပြရစီအတနာခံတော့လေညင်ပေတဲ့ကိုမြင်တဲ့သူကကိုယ်ခရုဏာတရားရေအိုးမောက်ပေါ်ကင်းနဲ့ဒီပြန်စပေလာစီရနငါကျွေသမျှဂုံငယ်သူကိုမုံတော်မူအားဒီမောင်ပေါ်ဝဲ
ွေစပယ်ပြူပန်းညင်သူကမြောမောင်ပေါ်ဝဲကုန်ရင်မတူလို့လားရွှေစပယ်ပြူပန်းညင်သူ